စားပါနဲ့တိတ်ကိုသားစရာပဲလူတွေရဲ့စကားစောက်ပြီးပြောကြစမယ်ကောင်းဆိုရင်ဘာလို့မမြင်တဲ့ပုံဝင်းချင်းရဲ့နေရမှာသဘောပဲချိုးလူတွေကတော့တွေကပေါ်ရပေါင်းနေပြီးတော့ဆက်ဆံချိုးလူတွေကတော့လုံးသားတွေရေးပြီးတော့ပေါင်းနေဆက်ဆံချိုးလူတွေကတော့ကိုယ်သူများကိုတင်ချပြီးတော့ဆက်ဆံချိုးလူတွေကတော့ငါတို့ပြီးစေရဲ့စိတ်တစ်မျိုးချိုးလူတွေကတော့တွေကပေါ်ရပေါင်းနေပြီးတော့ဆက်ဆံချိုးလူတွေကတော့လုံးသားတွေရေးပြီးတော့ပေါင်းနေဆက်ဆံချိုးလူတွေကတော့ကိုယ်သူများကိုတင်ချပြီးတော့ဆက်ဆံချိုးလူတွေကတော့ငါတို့ပြီးစေရဲ့စိတ်တစ်မျိုးကောင်းတာတွေလုပ်တယ်ကောင်းတာတွေပဲနောက်ဆုံးဖြစ်လာတယ်ဟုတ်တာတွေလုပ်တယ်ဟုတ်တာပဲလို့သူတို့စောင့်စပ်ပြောမယ်လူတိုင်းကကိုယ့်ရဲ့အစီအနာတွေနဲ့မတန်တာမှန်ပါပဲတန်တရားနဲ့လေတာရင်ဘွားကဝကျွေးနဲ့ကံပါပဲသူတွေကဘာတွေပြောပြောကိုယ့်ဘက်ကမှန်လို့တင်ခဲ့ဘူးတကယ်ဘယ်တော့မှဘယ်တော့မှမာနာဆိုတာမရှိခဲ့ဘူးကိုယ့်ရဲ့ဘုံကောင်းတဲ့လူဆိုမြဲတမ်းလေးစားဆက်ဆံသူဘယ်တော့ဆိုရင်တော့ဆုံးတီကိုမျက်နှာခံတဲ့သူချိုးလူတွေကတော့တင်ကပေါ်ရပေါင်းနေပြီးတော့ဆက်ဆံ